လူတိုင်းကအောင်မြင်ချင်ကြတယ်ဒါပေမဲ့အောင်မြင်မှုနောက်ွယ်ကအရှုံးကိုဘယ်သူမှသိမသိကြသလိုဘယ်သူမှလည်းလက်မခံကြဘူးအဲ့ဆိုလို့ရှိရင်အခုလက်ရှိမှာအောင်မြင်နေတဲ့သူတွေကတော့အရှုံးကိုရင်ဆိုင်ခဲ့ရဘူးလားသိကြတာပေါ့သူတို့တွေအချိန်ပေါင်းများစွာကြာရှုံးပြီးအချိန်ချင်းရုံးထားခဲ့ပြီးမှသာနေရာတစ်ခုကိုရက်တည်နေနိုင်ခဲ့တဲ့သူတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှဇာတ်အကြောင်းကိုပြန်ပြောပြမယ်ဆိုရင်ကျမက2020ဒီဇင်ဘာလောက်က online လောကရောစာရွက်မှာရောက်ခဲ့တယ်။အဲ့အချိန်မှာကွန်တိန်နာကျအထည်တွေကိုစာရွက်မှာရောင်းခဲ့ဘူးတယ်။အရန်လည်းစူးစမ်းခဲ့တယ်။ဒါပေမဲ့မအောင်မြင်ဘူး။အဲ့အချိန်ကစီးပွားရေးလောကတွေကိုပထမဦးဆုံးစဝင်မှုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဲ့အချိန်မှာအရန်ကိုမှစိတ်သက်သာခဲ့မှုတယ်။6နှစ်တာကာလအတွင်းမှာကျမအရှုံးတွေကိုအများကြီးရင်ဆိုင်ခဲ့ရတယ်။ကျမအိတ်မပြောခဲ့တဲ့ညတွေလည်းရှိခဲ့တယ်လို့ငိုခဲ့တဲ့ညတွေလည်းရှိတယ်။လက်လျှော့အရှုံးပေးချင်လောက်တဲ့အခိုက်အတန့်တွေလည်းအများကြီးကြုံ။ဒါလို့အဲ့အချိန်ကဒါကျမလက်လျှော့ခဲ့ရင်လည်းအခုချိန်မှာ Zara Glow Beauty ဆိုတာဖြစ်လာမှာမဟုတ်ဘူး။အဲ့အရှုံးတွေကလည်းကျမကို Zara Glow Beauty Distributor တယောက်ဖြစ်လာဖြစ်တယ်။အခုဗီဒီယိုကိုကြည့်နေတဲ့သူမှလည်းအခက်အခဲတွေရှိလိမ့်မယ်။အရှုံးတွေနဲ့ရင်ဆိုင်နေရတာရှိလိမ့်မယ်။အိမ်မပြောတဲ့အချိန်တွေရှိလိမ့်မယ်။အတွေးပေါင်းများစွာတွေရှိလိမ့်မယ်။ဒါပေမဲ့အားမလျှော့ပါနဲ့။ဒါကကိုယ့်ရဲ့အောင်မြင်မှုကအုံမြင့်ချနေတာလို့ခံယူပြီးတော့မှရဲရဲတင်းတင်းအရှိကိုဆက်ရှာဖို့အတွက်ဇာတ်က motivation ပေးချင်ပါတယ်ရှင်။